ကပတ်စံချီပြီးပြန်မဆက်တဲ့နင်တို့တွေစီကိုပဲတဲ့လာတယ်ပေးပါပြီအဲ့ဒါပေးအောင်ပေးမကြောက်ပေးချင်းဒီမပေးငါဂီယာထိုးပြီးဆွဲဖြဲပါနော်ရိုက်ပေါက်ကြီးပါရဲ့ချစ်ချစ်ရဲ့အုံးလေးလူပြိုင်ပွဲစတင်ကျင်းပပြီးကျင်းပါတယ်ခင်ဗျာဝါဘူးရွာသားအချင်းချင်းအားလုံးချစ်ချစ်ခင်ခင်နဲ့ပဲနိုင်ရသွားတဲ့အသင်းကတော့တောင်းကြီးတော့ညီမ3ယောက်ပါတဲ့အသင်းပါအဖေအဂျပန်ပြန်လာပြီဟင်းဂျပန်သွားတာဟုတ်ကောဟုတ်လားအိုင်တော့နဲ့တွေ့ရသေးရဲ့ဖေးအိုင်တော့ရှေ့ငါရဲ့နိုင်ငံတကာအတွေ့အကြုံရဒီရွာမှာရင်ကန်းလေးပွင့်ကောင်းမှာချင်းမရေးကြည့်တာခင်လေပါစပ်ပဲခိုင်းလို့လားခင်ခေါ်တာလက်တော့ဟုတ်ကြီးသားလေမနေညာတော့ချက်ကုန်ကျုပ်တို့တွေအိုးပြီးပါလို့မင်းတို့3ယောက်စလုံးဒီညီမ3ယောက်ကိုယူရမယ်အားလုံးလီယာဘီပြူကြီးပူပူနွေ့နွေ့တော့ပြူလာဟိုလာရေခဲစိန်လာသိအောင်မလာစမ်းကြည့်နမ်းကြည့်အရင်မထိနဲ့ကိုလူဟွန်းတော့ဒါပဲຫນွေဘုံဆောင်ပေါင်းကြည့်မှအကြောင်းသိမယ်အားလုံးဂျပန်ပြန်တကောင်အေးခုတွေကိုဖားကောက်ခိုင်းရတယ်ငါးနိုင်ခိုင်းရတယ်စက်တူရှိကောင်မကြီးဒီတော့ငါသားကိုချစ်လို့ယူလာလားခိုင်းဖို့ယူလာလားပြောစမ်းမအောင်ယောက်ျားနဲ့ငါတွဲမစားရယောက်ျားတဲ့နွားမတနာရကြောင်များဖြစ်ကြတော့ကျေစင်မြနိုးတန်းစင်ဇူလိုင်ရွှေတွေလင်းလဲရွှေစင်ရမင်းဒီလိုဟာလကောင်ခန္ဓာယူဘီအိုနီဆူရှီမှာယူနီအီကူမှာမီဂူဂျီဆူရှီတို့လည်းပြတာပို့အမြောက်ဝေးဖို့ပါဒီမိမဆိုးကြီးလက်ကကြီးအများဆုံးလွတ်မြောက်ပါစေလွတ်မြောက်ခြင်းအောင်ရွာနာရွာရွာမြမစားဆိုတဲ့စကားပုံတော့ကပ်ပြီးလိုပဲတာတာကိုဆွဲငါတို့လင်တွေကထောက်ပြန်နေရပဲဖြစ်ရမယ်အေးကျမ်းမာရေးမှုနဲ့နင်တို့လင်းနဲ့ညှိနေတာကျမ်းမာရေးမှုကဘယ်သူတော့ကျမပါအဲ့တော့ငယ်ဘယ်ကောင်နဲ့ဖြစ်နေရလဲပြော3ယောက်စလုံးကတော့တယောက်တစ်မျိုးစီကောင်းကြဘူး